တရေပုံပြင်သဘောပြောပြမယ်တခါရွာတရွာမှာပေါ့နော်ဒီကောင်လေးတယောက်ကသူတို့ရွာကကြတော့အိမ်တအိမ်နဲ့တအိမ်ကရောက်မှဒီဝေးကွာကြတယ်အေးကောင်လေးတယောက်ကသူကညနေဆောင်9နာရီ6နာရီလောက်ပိုင်းမှသူကအဲ့လိုမျိုးဘောလုံးကန်ပြီးမှပြန်လာတာပေါ့နော်ဘောလုံးသူကကောင်လေးကကြတော့14 15လောက်ရှိမယ်ဒီဘောလုံးကန်ပြီးပြန်လာတဲ့အချိန်မှာအဲ့ညကကြတော့တခြားညတွေနဲ့မတူဘဲနဲ့ဒီလမ်းတွေမှာလဲလူတွေတိတ်ပြီးတော့တိတ်ဆိတ်နေကြတယ်ပေါ့နော်သူတို့နဲ့သူတို့ရဲ့ဒီဘောလုံးသွားကန်တဲ့နေရာနဲ့ဆိုသူတို့အိမ်ကကြတော့ဒီ20မိနစ်လောက်လိုင်းလျှောက်ရတယ်ဒီကောင်လေးကလိုင်းလျှောက်ပြန်တာပေါ့နော်20မိနစ်လောက်လိုင်းလျှောက်ရတဲ့အချိန်မှာပြန်လာတဲ့အချိန်မှာအဲ့အချိန်မှာသူတို့ရဲ့ဒီလမ်းကြားတွေမှာကြတော့လူတွေတိတ်မရှိတော့ဘူးဆိုတော့9နာရီ6နာရီဆိုတော့ဆောင်းတွင်းဆိုတော့ဒီမိုးကချုပ်နေပြီပေါ့နော်ဆိုတော့သူကပြန်လာတဲ့အချိန်မှာသူစံအဖိုးတယောက်ကိုတွေ့တယ်အေးအဖိုးကအသားရည်ကဆိုအရန်ဖြူဖတ်နေပြီးတော့အသားရည်ကလည်းအရန်ဖြူဖတ်နေတယ်မျက်လုံးကလည်းပြူးပြီးတော့ဒီပါးစပ်ကလည်းအမြဲတမ်းပြုံးနေတယ်တဲ့သူအဝေးကြီးကကြည့်နေတော့မှသူ့ရဲ့အသားရည်ဖြူဖြို့တာကြတော့တွေ့ရတယ်တဲ့အချိန်မှာသူကနီးသွားလေဒီကောင်လေးကကြတော့ဖုန်းလေးကင်နေပေါ့နော်နီးသွားလေဒီအဖိုးကပို့ပြီးတော့ပြုံးပြလေဆိုမှဒီကောင်လေးကကြက်သိမ်းထလာတယ်ဒီကောင်လေးကအဖိုးနဲ့နီးသွားတဲ့အချိန်မှာဒီအဖိုးရဲ့နောက်မှာကျတော့ကုန်းတစ်ခုရှိရပေါ့နော်ကုန်းတစ်ခုတက်ရမယ်ကုန်းအဲ့ဒါနဲ့နီးသွားတဲ့အချိန်မှာဒီအဖိုးကသူ့ကိုကြက်သိမ်းထဆရာကောင်းအောင်လုံးဝမှပါးစားလေးပြေးနေအောင်တစ်ဖက်ကန်းလွန်ပြေးနေလူလို့တောင်မထင်ရတော့အဖိုးကပြုံးပြတယ်တဲ့ဆိုဒီကောင်လေးကလန့်ပြီးတော့ထပြေးတဲ့အချိန်မှာကံမကောင်းစွာနဲ့ဒီကောင်လေးကသူ့ရဲ့ဖနက်ပေါ့နော်ဘောလုံးဖနက်ကဒီနောက်မှာကြကြံခဲ့တယ်ဆိုသူကလေတာကိုပြန်ကောက်ရမယ်ဆိုပြီးတော့သူကပြန်သွားတယ်ပြန်တော့တဲ့အချိန်မှာတော့ဒီအဖိုးကကြတော့မရှိတော့ဘူးဆိုသူကလည်းအေးစစ်စစ်နဲ့ပြန်လာတဲ့အချိန်မှာညမှာပေါ့နော်ညမှာသူကသူ့အခန်းမှာအိတ်တယ်သူ့အခန်းမှာအိတ်တဲ့အချိန်မှာသူတို့အိမ်ကကြတော့ဒီနှစ်ထပ်ပေါ့နော်ဒီတစ်သားနဲ့လောက်ထားတဲ့အိမ်နှစ်ထပ်ဖြစ်တယ်သူကကြတော့အပေါ်ဆုံးထပ်မှာဒီတောင်းမှာအိတ်တာပေါ့နော်တောင်းအခန်းအညကကြတော့ည8နာရီထိကြတော့ပုံမှန်ပဲပေါ့နော်ဒါပေမဲ့ည8နာရီမှာမီးပြတ်သွားတယ်တဲ့မီးပြတ်သွားတဲ့အချိန်မှာသူကသူ့ရဲ့ဂျင်းပါဝါနေပေါ့နော်သူ့ကိုတခုကစိုက်ကြည့်နေတယ်လို့မျိုးခံစားလာရတယ်သူကညနေလေကြောက်တာခံစားထားတော့သူကအဲ့လိုမျိုးခံစားလာရတယ်တဲ့သူကမအိတ်သေးဘူးနုံးနေတဲ့အချိန်မှာဒီကောင်ဂျင်းပါဝါနေတယောက်ကသူ့ကိုခေါ်လိုက်တယ်တဲ့ဟေ့ကောင်လေးဆိုမှခေါ်လိုက်တယ်တဲ့ခေါ်လိုက်တဲ့အချိန်မှာဒီကောင်လေးကလန့်သွားတယ်အဲ့ချိန်မှာဒီဂျင်းပါဝါလူကဘာဆက်ပြောလဲဆိုတော့နင်ဒီနေ့ညနေဘောလုံးဖနက်မိတ်ခဲ့လေနင်မသိဘူးလားလာမယူလားဆိုမှမေးတယ်တဲ့ကောင်လေးကကြောင်သွားတယ်သူကယူပြီးပြီလေဒါမဲ့သူကလာမျိုးသေးဘူးလားဆိုတော့ကြောင်သွားတယ်ဒါကြောင့်သူအောက်ကိုဆင်းသွားတယ်အောက်ကိုအော်ပြီးမှဆင်းသွားသူ့ရဲ့ဖနက်ကတကယ်လေရှိမနေဘူးဒါဆိုအိမ်ညနေကသူယူခဲ့တဲ့ဖနက်ကပါလေဆိုသူကရုံးမှကြောက်သွားတယ်ဒါကြောင့်သူသူ့အဖေအမေကိုနိုးပြီးမှသူကပြောပြတယ်ပေါ့နော်သူ့အဖေမေကလည်းသူ့ဘာမှဖြစ်ဘူးသွားအိတ်ပေါ့နော်ဆူတောင်းမှသွားအိတ်ဆိုမှပြောလိုက်တယ်အဲ့ချိန်မှာသူကပြန်သွားအိတ်တယ်ပြန်သွားအိတ်တဲ့အချိန်မှာလေဒီပတင်းပေါက်ကနေတခုကဆူဆိုင်ပြီးကြည့်နေလို့သူကပြန်ခံစားရတယ်ပတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာသူဘာတွေ့လဲဆိုတော့ဒီအဖိုးကကြတော့လေပေါ်မှာပြန်နေတာသူ့ရဲ့ဖနက်ကင်မလေပေါ်မှာပြန်နေတာသူ့ကိုဆူဆိုင်ပြီးတော့ခုနကအသားရဖြူဖြို့မှကြည့်နေတဲ့အသားနဲ့လေးပိုပြန်နေတယ်ဒါကြောင့်ဒီကောင်လေးလေးမေ့လေးတော့ခဲ့ပါတယ်ပုံပြင်ကကြတော့ပြီးပါပြီအားလုံးကျေးဇူးတင်ပါတယ်